Yo Pome. Hello, Yo Pome မှာကြိုဆိုပါရစေ။ဒီနေ့ဘာဖောက်ပြပေးတော့မလဲဆိုတော့ကျွန်တော်တို့တယ်လီဖုန်းနဲ့ပေါ့နော်။ဂိမ်းဆော့ရတာကိုကြိုက်တဲ့ဂိမ်းမာတွေအတွက်ဂိမ်းဆော့ရဲ့ Ace 5S ပေါ့နော်။အဲ့ဒါ mobile Bluetooth နော်ပေါ့နော် Bluetooth လက်ကင်နေပေါ့အဲ့လေးကို unboxing လေးလုပ်ပြီး first impression လေးတော့ပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ထုံးစံတိုင်းပဲခပ်မြန်မြန်လေးဖောက်လိုက်ကြအောင်ဆိုတော့ဘူးထဲမှာဘာပါမလဲဆိုတော့သူ့ဒီမှာ wire ပေါ့နော် wire တစ်ခုပါမယ်ပြီးတော့ဒီဘူးထဲမှာပါမယ်ဒီဘူးထဲမှာတော့အဲ့လို manual ပါမယ်ပြီးတော့ဒါလေးကတော့ဘာလဲလဲမသိဘူးပေါ့နော်ပြီးမှတစ်ချက်ကြည့်မှာပေါ့နော်ဒါကတော့သူ့ရဲ့အဓိက main body လေးဖြစ်ပါတယ်သူကဒီလို case လေးနဲ့ပေါ့နော် hashell plastic case လေးနဲ့လာတယ်အဲ့ဒါလေးကိုတော့ quality တော့မဆို travel case လေးပေါ့နော် travel case လေးပြီးတော့မှဒီမှာဒါကိုခလုတ်ထုတ်လိုက်ရင်ဒါအထက်က main ပစ္စည်းပေါ့နော်မဆိုးပေါ့ပါလေး build quality လည်းကောင်းတယ်ဟုတ်လို့ hand grip ပါညာလည်းအဆင်ပြေရယ်ဟုတ်လို့အကျယ်လည်းလုပ်လို့ရတယ် mobile ဟုတ်လို့ game ဆော့ရတာကြိုက်တဲ့လူတွေအဆင်ပြေရပေါ့နော်အခုနောက်ဆုံး Win Me ထွက်ထားတော့ Win Me ကိုအထာကြဟုတ်လို့ဆော့လို့ရပြီပေါ့နော်ဖုန်းနဲ့ဆိုရင်ကောင်းလို့လေဟုတ်လို့ site ကအဲ့လောက်ထိကျေလို့ရတော့ iPad မဟုတ်ဘဲနဲ့ဒီ mini ဟိုဟာလေးပေါ့နော် mini tablet လေးပါညာထည့်ပြီးဆော့လဲရတယ်တော့ဒီမှာနံပါတ်ကတော့ဟိုပါပဲဒီ Xbox နံပါတ်ပဲပူဒီပါမယ်ဟိုဖြစ်မယ် touchpad ပါမယ်ပေါ့နော် build quality ကတော့တော်တော်လေးမိုက်တယ်ဒါကတော့ hashell case လေးပါနော်ခီးပါသွားရင်ဟို cloud တွေပါမနေမိအောင်ဟုတ်လို့လေတက်လိုက်လို့ရတယ်ဒါလေးလည်း quality မဆိုးဘူးတော်တော်မိုက်တယ်သူကဒါအာသွင်းပေါက်လို့ထင်တယ်အာသွင်းပေါက်ပေါ့နော်ခုနကဒီ wire အာသွင်းတဲ့ဟာအတွက်သုံးတာသူကဒီကောင်က Bluetooth နဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့သူကဘာကြီးသုံးလို့ရလဲဆိုတော့ Android လည်းသုံးလို့ရတယ်PC အတွက်လည်းသုံးလို့ရတယ် Switch တို့ဘာလို့မှလည်းသုံးလို့ရတယ်ဒီ iOS တွေဘာတွေမှလည်းသုံးလို့ရတယ်ပေါ့နော် Move ကတော့တော်တော်စုံတယ် Android တဲ့ပြီးတော့ PC iOS Switch iOS Android platform တော်တော်များများမှာတော့သုံးလို့ရတယ်ပေါ့နော်သူကအခုခုနကဒါလေးရပါလေးလဲဆိုတော့ silicon pad ခေါ်တယ် silicon pad ကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီကြားပေါ့နော်ဒီကြားမှာဖုံးထည့်တဲ့အချိန်မှာဖုံးမနာအောင်အဲ့လို replacement လုပ်လို့ရတဲ့ဟာလေးပေါ့နော်ဒီဖုံးမနာအောင်လို့ခံတဲ့ဟာအဲ့ဒါကို replacement လုပ်လို့ရတယ်အဲ့တော့ဒါကိုဖုံးလေးနဲ့တစ်ချက်ထည့်ပြီးတော့သူ့ weight ဘယ်လောက်ရှိတယ်ကိုတစ်ချက်ကြည့်လိုက်ဒီကောင်ဆိုရင်ဒီမှာ50 Pro Max ပါ50 Pro Max ကိုအခုဒီထဲကိုဒါမျိုးလေးထည့်လိုက်ပြီမလားဒါမျိုးလေးထည့်လိုက်ပြီဆိုရင် weight ကမဆိုးဟိုလက်ခံလို့ရရပါတော့အဲ့တော့ဆိုဖုန်းဟောလို့ကြီးကန်ရလက်ပူကြိုက်တယ်ဒါကဂိမ်းဟောလေးနဲ့ဆိုတော့တက်တာလေးရှိရပါတော့မဆိုးအဲ့တော့ဒီကောင်ကို
ဟာလို့ဆွဲပြီးဖွင့်လိုက်ပြီဆိုတော့ဒီမှာဒီမီးလေးကလင်းလာပြီမီးလေးကလင်းလာတော့ဒီမှာ Wi-Fi ချိတ်မယ်ဟောကြော Bluetooth ချိတ်မယ်ပေါ့နော်အဲ Bluetooth ချိတ်သွားတဲ့အချိန်မှာဒီမှာမီးလေးလင်းသွားပြီပေါ့နော်မီးလေးလင်းသွားပြီဆိုတော့အဲ့လို Huawei Mix တွေဝင်ကြည့်လိုက်မယ်ဟုတ်နော် Huawei Mix လေးဝင်လိုက်ပြီအဲ့ဆိုရင် Bluetooth မုတ်ကိုချိတ်ဖို့ဒီဖူတာလေးနဲ့ဘေးနဲ့ကို2စက္ကန့်လောက်နှိပ်ထားမယ်အဲ့ဆိုရင်ဒီမှာ controller connector ဆိုပြီးပြရပါတော့အဲ့လိုဒီမှာချိတ်ပြီးပြီဆိုရင်ဒီကောင်ကဒီမှာဖုန်းရဲ့ setting မျိုးမဟုတ်တော့ဘူးပေါ့နော်ဖုန်းရဲ့ setting မျိုးမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ PC မှာPlayStation မှာဆော့တဲ့အဲ့လိုပုံစံမျိုး controller ဖြစ်သွားပြီပေါ့နော်အဲဒီမှာဆိုရင်ဒါ Huawei မှာကျွန်တော်တို့PC PlayStation တွေမှာဆော့တဲ့ PC PlayStation တွေမှာဆော့တဲ့မှုဖြစ်သွားပြီပေါ့နော်ဒီလိုအဲ့လို device တွေဒီ touch မှာသွားပြီးတော့လုပ်ဆရာမလို့တော့ဒီ Huawei Mi ကတော့ဆော့ရတာတော်တော်အဆင်ပြေတယ်ဒါဆိုရင်ဟလိုဘူးလေးနဲ့ဟလိုအပေါ်အောင်ရွှေ့မယ်ဟလိုသွားမယ်ခုံနာတွေပါတော်အဆင်ပြေသွားပြီပေါ့နော်တော်မိုက်သွားပြီHuawei Miကို full experience နဲ့ဖုန်းပေါ်မှာဆော်လို့ရပါပြီပေါ့နော်ဆိုတော့ရုပ်ဖောက်မယ်ပါအပေးအတွက်ကျေးဇူးတင်ပါတယ်နောက်လည်းဒီတဲ့အရုပ်တွေအပြင်တခြားကျွန်တော်စုဆောင်းမိသမျှကောင်းလို့ရရလေးတွေကိုလည်းဖောက်ပြပေးတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ပြီးတော့စောင့်မျှော်ပေးကြပါအောင်လို့ပြောရင်းနဲ့နောက်နေ့မှာပဲဆက်ပြီးတော့တွေ့ကြရပါ